Let's go. တနေ့မှာပိုရွက်စိတ်လေးဟာသူ့အိမ်အစ်စ်ကိုဒီဇိုင်းဆွဲနေတယ်။သူကခိမိတဲ့အိမ်တစ်လုံးဖြစ်ဖို့စိတ်ကူးနေတယ်။သူ့အိမ်မှာနေပညာတွေစမတ်ပစ္စည်းတွေပြည့်နေမယ်။သူ့အိမ်ကိုလာလဲတဲ့သူတိုင်းအံ့လှသွားအောင်ဖန်တီးခြင်းနဲ့ဒီလိုနဲ့ပိုရွက်စိတ်လေးဟာသူ့အိမ်ကိုစတင်ဆောက်လုပ်တဲ့သူကနေပညာကိုအသုံးပြုပြီးအိမ်ရဲ့အလိုအလျောက်စနစ်တွေစမတ်မီးတွေစမတ်လေအေးပေးဆက်တွေနဲ့ပြီးနှက်နေအောင်ဖန်တီးနေစဉ်မှာပဲနန်ကောင်လေးဟာသူ့အိမ်ကိုလာလဲတဲ့နန်ကောင်လေးကပိုရွက်စိတ်ရဲ့အိမ်ကိုမြင်တော့အံ့လှသွားတယ်။အိမ်လေးကတကယ်ကိုခိမိပါလားလို့နန်ကောင်လေးကပြောတယ်။ပိုရွက်စိတ်လေးကဟုတ်တယ်ငါကနေပညာကိုအသုံးပြုပြီးအိမ်ကိုခိမိအောင်ဖန်တီးထားတာလို့ပြန်ပြောတယ်နန်ကောင်လေးကသူ့အိမ်ကိုခိမိအောင်ဘယ်လိုလုပ်ရမလဲဆိုတာပိုရွက်စိတ်လေးကိုမေးတယ်ပိုရွက်စိတ်လေးကနန်ကောင်လေးကိုနေပညာနဲ့ပတ်သက်တဲ့အကြံဉာဏ်တွေပေးတယ်။ဒီလိုနဲ့နန်ကောင်လေးဟာသူ့အိမ်ကိုခိမိအောင်ပြောင်းလဲဖို့စတင်လှုပ်ဆောင်တယ်။ပိုရွက်စိတ်နဲ့နန်ကောင်လေးတို့ဟာသူတို့ရဲ့အိမ်တွေကိုခိမိအောင်ဖန်တီးပြီးပျော်ရွှင်စွာနေထိုင်ကြတယ်။ပုံပြင်လေးကတော့ဒီလောက်ပါပဲခင်ဗျာဒီလိုပုံပြင်လေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ခေါင်းလောင်းလေးကိုနှိပ်ပေးသွားပါဦးခင်ဗျာနောက်ထပ်စိတ်ဝင်စားဖွယ်ပုံပြင်လေးတွေကိုလည်းဆက်လက်တင်ဆက်ပေးနေပါမယ်ခင်ဗျာ